အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့အလုပ်လုပ်ရင်းနဲ့စကားလုံးလေးတွေနားထောင်လို့ရအောင်လို့လုပ်ပေးလိုက်တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်တိုးဟိရှောင်ပြေးခြင်းစိတ်ဖိစီးမှုဖြစ်စေတဲ့အလုပ်ကိုရှောင်ပြီးတခြားအလုပ်လုပ်တာဥပမာစာမိုးဝဲနီးနေလို့စာကြက်ရမှာကိုစိတ်ညစ်လို့အခန်းတန့်ရှင်းရေးအသေးအတန်ထားလုပ်မိတာမျိုးယောကူအာဆုစရိုက်ခိမိုချီကိုမူအီရှိကီနီအိုစာရဲတို့ဖိနှိပ်ခြင်းလက်မခံနိုင်တဲ့ဆန္ဒဒါမှမဟုတ်နာကျင်စရာအတိတ်တွေကိုမသိစိတ်ထဲမှာဖိနှိပ်ထားတာဥပမာတကယ်နာကျင်စရာကောင်းတဲ့အမှတ်တရတွေကိုမေ့ပစ်ထားတာမျိုးတိုက်ခိုနောက်ပြန်ဆုတ်ခြင်းအပြုတ်မှုတွေကကလေးဘွားလိုပြန်ဖြစ်သွားတာဥပမာမောင်လေးညမလေးမွေးလာတဲ့အခါလူကြီးဖြစ်နေတဲ့အကိုအမကလက်မကိုစုပ်တာဒါမှမဟုတ်စီးမထိန်နိုင်တာမျိုးပြန်ဖြစ်တာကျော်ဟိဂန်ကြီးစို့အိုဥခဲဤတဲ့နိုင်ငင်းဆန်ခြင်းအဖြစ်မှန်ကိုလက်မခံပဲငင်းဆန်တာဥပမာစူပူတာကိုမကြားချင်အောင်ဆောင်တာစိတ်ကောက်ပြီးအဖတ်မလုပ်တာအိုကီခိုင်ခန်းကျော်အိုဟိုကနောထိုင်ရှောနိမူကဲရုနေရာရွှေ့ပြောင်းခြင်းကိုယ်စိတ်ထဲကကျေနပ်မှုမရှိတာကိုတခြားလူသို့မဟုတ်တခြားအရာပေါ်ပုံချတာဥပမာအထက်လူကြီးကစူတာကိုအိမ်ပြန်ရောက်တော့မိသားစုဝင်တွေသို့မဟုတ်အောက်လက်ငယ်သားတွေကိုအကြောင်းမဲ့ရန်တွေ့တာဒိုင်ရှောဘဲဆွနောမိုနိုတဲ့မန်းဆိုကူစုရုအစားထိုးခြင်းလိုချင်တာမရတဲ့အခါတခြားအရာနဲ့အစားထိုးပြီးကျေနပ်အောင်လုပ်တာဥပမာတန်မိုးကြီးဝတ်စုံကြီးမဝယ်နိုင်လို့လှပတဲ့ဖနက်လေးတစ်စုံဝယ်ပြီးတော့စိတ်ကျေနပ်မှုကိုရှာတာဟိုရှောရော်ကြေးပေးခြင်းကိုယ့်ရဲ့အားနည်းချက်ကိုတခြားအားသာချက်နဲ့ဖုံးကွယ်ဖို့ကြိုးစားတာဥပမာအားကစားညံ့တဲ့ကလေးကစာဖတ်ပြီးအဆင့်ကောင်းအောင်အပြင်းအထန်ကြိုးစားတာဂိုလီကကျိုးချောင်းစီလျော်အောင်လုပ်ခြင်းကိုယ့်ရဲ့အပြုမှုကိုမှန်ကန်ကြောင်းစင်ကြေးပေးတာဥပမာစာမိုးဝဲကြတဲ့အခါနေမကောင်းလို့အာယုံမဆိုင်နိုင်လို့ဆိုပြီးအကြောင်းပြတာရှော့ကအဆင့်မြင့်တင်ခြင်းစိတ်အလိုဆန္ဒနဲ့ခံစားချက်တွေကိုပုံမကောင်းမွန်တဲ့ပုံစံမျိုးနဲ့အသွင်ပြောင်းဖော်ပြတာဥပမာကိုယ်တည်းကဒေါသဒါမှမဟုတ်မုန်းတီးမှုကိုအားကစားလုပ်ခြင်းဒါမှမဟုတ်အမှုပညာဖန်တီးခြင်းတို့နဲ့အပြုသဘောဆောင်အောင်ဖြေဖျောက်တာဒိုအိကတသားတည်းဖြစ်ခြင်းကိုအားကြရတဲ့သူဒါမှမဟုတ်တခြားသူနဲ့ကိုတသားတည်းဖြစ်အောင်လုပ်ပြီးစိတ်ကျေနပ်မှုရှာတာဥပမာကိုအားကြရတဲ့ idol ရဲ့ဝစားစင်ရမှုကိုလိုက်လုပ်တာဒါမှမဟုတ်နာမည်ကြီးအဖွဲ့အစည်းတစ်ခုတည်းဝင်ပြီးဂုဏ်ယူတာမျိုးတိုးရှရောင်ပြန်ဟပ်ခြင်းပုံချခြင်းကိုယ်တိုင်လက်မခံနိုင်တဲ့စိတ်ခံစားချက်တွေကိုတခြားသူမှရှိနေတဲ့အကြောင်းဒါမှမဟုတ်တခြားသူကြောင့်ဖြစ်ရတဲ့အကြောင်းပုံချတာဥပမာကိုကစိတ်တူနေတာကိုသူကငါ့ကိုစိတ်တူအောင်လုပ်နေတာသူကစိတ်တူနေတာလို့ထင်ပစ်လိုက်တာဟန်ဒိုခဲဆဲစန့်ကျင်ဘက်ပြုမှုခြင်းကိုမှစိတ်ထဲမှာဖြစ်နေတဲ့ခံစားချက်နဲ့လုံးဝစန့်ကျင်ဘက်အပြုမှုမျိုးကိုလုပ်ပြတာဥပမာစိတ်ထဲမှာအယမ်းဒေါသထွက်နေပေမဲ့အပြင်မှာအယမ်းရင်ကျေးပြူငှစွာဆက်ဆံပြနေတာမျိုးကိုလီကစင်ကြေးပေးခြင်းကိုယ့်ရဲ့အမှားဒါမှမဟုတ်ရှုံးနိမ့်မှုအတွက်ခိုင်လုံတဲ့အကြောင်းပြချက်စင်ကြေးတွေရှာပြီးကိုနှစ်သိမ့်တာဥပမာစာမိုးပွဲအမှတ်မကောင်းတဲ့အခါစာချက်လဲထူးမှာမဟုတ်ပါဘူးအတိတ်ပဲမရှိလို့မကြက်တာလို့စင်ကြေးပေးတာကျွန်တော်ရဲ့ဗီဒီယိုလေးတွေကအမျိုးတို့အတွက်နေရာတနေရာလေးမှာပဲဖြစ်ဖြစ်အသုံးဝင်ခဲ့မယ်ဆိုရင်ကျွန်တော်ဒီဗီဒီယိုလေးလောက်ရကြိုးအရန်ကိုနှက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်မသားနဲ့ဘိုင်ဘိုင်